တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါရစေအားလုံးပဲမင်္ဂလာပါကျွန်မဒေါက်တာလှထုံပါဒီနေ့မှာတော့တယ်လီကျမ်းမာပရိသတ်တွေကိုအသက်ရောင်အသက်ဝါအေယောဂါအကြောင်းပြပြပေးခြင်းပါတယ်အသက်ရောင်အသက်ဝါအေယောဂါကကူးစက်မြန်အသက်ရောင်ယောဂါမျိုးဖြစ်ပြီး Hepatitis A virus ကြောင့်ဖြစ်ရတာပါသူကတခြားအသက်ရောင် virus တွေဖြစ်တဲ့ Hepatitis B Hepatitis C တို့လိုနာတာရှည်အသက်ထိခိုက်ခြင်းမရှိပေမဲ့ဝေဒနာတော့အတော်ခံစားနိုင်တဲ့ယောဂတစ်ခုပါပဲအသက်ရောင်သက်ဝါအေယောဂါပိုးကခန္ဓာရည်အားပြင်းတဲ့ virus တစ်မျိုးပါသူရှိနေတဲ့ပတ်ဝန်းကျင်မှာအချိန်ကြာကြာနေတတ်ပြီးတာမန်အပူပေးခြင်းနဲ့တန့်ရှင်းရေးသုံးဆေးရည်ရဲ့ဓာတ်ကိုလည်းခံနိုင်ရရှိပါတယ်အစားအသောက်တန့်ရှင်းရေးအစားအသောက်ပိုးသက်တဲ့နေရာမှာလုပ်တဲ့လှုပ်ရိုးလှုပ်စင်တွေကိုလည်းခံနိုင်ရှိပါတယ်ယောဂဖြစ်ပွားသူရဲ့ဝမ်းနဲ့သွေးထဲမှာပိုးတွေရှိနေတတ်ပါတယ်ပြန့်ပွားပုံကတော့အစားအသောက်နဲ့ရေတို့မတန့်ရှင်းတဲ့အခါယောဂပိုးတွေပါဝင်တတ်ပါတယ်ယောဂဖြစ်သူကိုအနိကပြုစုတဲ့သူတွေမှာကူးစက်နိုင်ပါတယ်မတန့်ရှင်းတဲ့ရေနဲ့ထိတွေ့ထားတဲ့ကမာကုန်းစတဲ့အစားအစာတွေကိုအစိမ်းစားခြင်းအပြင်လဲယောဂကူးစက်နိုင်ပါတယ်ယောဂပိုးရှိတဲ့သူနဲ့အတူနေတာအကာအကွယ်မပါဘဲလိန်ဆက်ဆန်တာတွေကြောင့်လဲယောဂကူးစက်နိုင်ပါတယ်အသက်ရောင်သက်ဝါအေယောဂရဲ့လက္ခဏာတွေကတော့အဲ့ဒီ virus ခန္ဓာကိုယ်ထဲဝင်ပြီးရင်ယောဂလက္ခဏာပြဖို့14ရက်က28ရက်အထိကြာနိုင်ပါတယ်အစပိုင်းမှာတော့အဖျားငွေ့ငွေ့ဖြစ်မယ်အလွန်မင်းနှုံးနေမယ်ပြုတ်အံမယ်ဝမ်းပြက်မယ်စားကျင်စိတ်မရှိဘဲနဲ့ပါးစပ်ရတာပြက်နေတတ်ပါတယ်တချို့ပြောကြတာကတော့ဆေးလိပ်ပုံမှန်တောက်တဲ့သူတွေတောင်ဆေးလိပ်တောက်ချင်စိတ်မရှိတဲ့အထိပါးစပ်ပြက်တယ်လို့ဆိုကြပါတယ်နောက်ရက်တွေမှာတော့အသက်ရောင်တဲ့အဆင့်ကတိုးလာပါပြီဒါဆိုရင်တော့တဖြည်းဖြည်းမျက်လုံးတွေဝါလာတာတကိုယ်လုံးတဖြည်းဖြည်းအသားဝါလာတာပြုတ်ခြင်းအန်ဂျင်နာတွေကပိုဆိုးလာတာဗိုက်မအီမတာဖြစ်တာနောက်ပြီးဗိုက်ရဲ့အသေးရှိတဲ့နေရာပေါ့နော်ညာဘက်ချမ်းအပေါ်ဘက်ကနေအောင့်နာစမ်းကြည့်လိုက်ရင်အသေးရောင်နေတဲ့အတွက်ကြောင့်မို့လို့အသေးကြီးနေတာမျိုးစမ်းသက်တွေ့နိုင်ပါတယ်အသားတွေပေါ့နော်အရေပြားတွေရားလာတာစီးရောင်ရင်တာဝါလာတာဝမ်းရောင်ဖြော့ဖြော့တွေသွားတာမျိုးဖြစ်တတ်ပါတယ်အသေးရောင်တဲ့အခါမှာအစားတောက်ခြေဖြတ်မှုအားနေတဲ့အတွက်ပြုတ်အံပြီးအစားတောက်လဲအမတန်ပြတ်ပါတယ်ဗိုက်နာလို့အစားလဲစားကြမှာမဟုတ်ပါဘူးဒါကြောင့်ဒီချိန်မှာနိုင်တဲ့လောက်အရေများများနဲ့အစာပျော့ပျော့ပြောင်းပြောင်းလေးကိုနည်းနည်းနဲ့ခဏခဏစားပေးဖို့လိုပါတယ်အန်လုံးဘိုက်အောင်လုံးပြီးအစားမဝင်တဲ့အခါလိုအပ်ရင်တော့အကျောစီသွင်းရပါတယ်အကျောစီကလူတိုင်းကိုသွင်းဖို့တော့မလိုပါဘူးအသေးကခန္ဓာကိုယ်ရဲ့အစိတ်အတောက်တွေကိုခြေဖြတ်ပေးတဲ့နေရာခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ပရိုတင်းတွေထုတ်ပေးတဲ့နေရာအစာတွေကိုတိုးလောင်ပေးတဲ့နေရာပါဒါကြောင့်အသက်အစိတ်တောက်ခြေဖြတ်တဲ့လုပ်ငန်းစဉ်အားရောက်လာတဲ့အခါမှာလူနာမှိန်းနာကြောင်ကြမ်းဖြစ်တာတွေဖြစ်တတ်ပါတယ်သွေးတိတ်စေတဲ့ပရိုတင်းဓာတ်တွေအားနည်းသွားတဲ့အခါသွေးထွက်သွေးယိုဖြစ်တာနောက်အစာအိမ်သွေးထွက်ပြီးဝမ်းမမဲသွားတာသွေးအန်တာတွေလည်းဖြစ်နိုင်ပါတယ်အသက်လှုပ်ဆောင်မှုအားနည်းတာကြောင့်ကြောက်ကက်လှုပ်ဆောင်မှုပါထိပြီးစီးသွားတာလည်းနှဲဝတတ်ပါတယ်အဲ့လိုအသက်ကိုမြန်နဲ့ပြင်းပြင်းထန်ထန်ထိခိုက်တတ်တာကဖြစ်တာတော့ရှားပေမဲ့ဖြစ်လဲဖြစ်နိုင်ပါတယ်ဒါအရေးကြီးတဲ့အသက်အန္တရာယ်ရှိတဲ့နောက်ဆက်တွဲပြဿနာတစ်ခုပါဒီနေထားကိုမရအောင်လို့အမြဲစောင့်ကြည့်ဖို့လိုအပ်ပြီးလိုအပ်သလိုသွေးစစ်ဆေးစစ်စေုံတက်တာတွေလည်းလောက်ရတတ်ပါတယ်ဒါမဲ့အသက်ရောင်သက်ဝါအေယောဂဖြစ်တဲ့သူအများစုကတော့ဒီလိုဆိုးကျိုးတွေအထိမဖြစ်ပဲတဖြည်းဖြည်းတက်တာလာတတ်ပါတယ်အသေးရောင်တာတဖြည်းဖြည်းတက်တာလာမယ်ဆိုရင်လူနာခံစားရတာတွေကလည်းတက်တာလာတတ်ပါတယ်စားကျင်တောက်ကျင်စိတ်တွေပြန်ရှိလာမယ်ဗိုက်နာတာလျော့လာမယ်အန်နာပြုတ်တာတွေတက်တာလာပြီးအစားဝင်လာပါလိမ့်မယ်ဒါဆိုရင်တော့ကောင်းတဲ့ဘက်ကိုရောက်လာပါပြီအဝါရောင်တက်ကလည်းအဲ့ဒီအခါတဖြည်းဖြည်းကျလာမှာပါအသေးရောင်တက်တွေကျလာပေမဲ့တချို့ကတော့အဝါတက်ကျန်နေလို့စီးဝါတာမျိုးတော့ကျန်နေတတ်ပါသေးတယ်ရေတို့အရေတို့များများတောက်ပေးရပါတယ်အသေးက
နေမကောင်းဖြစ်ရနေရနေပြီးတော့ဖြည်းဖြည်းချင်းပြန်လဲအလုံးလုံးနေပြီဖြစ်လို့တဖြည်းဖြည်းတက်တာလာမှာပါ။တာမန်အားဖြင့်တော့အသေးအောင်တက်ဝါအေယောဂမပြင်းထန်တတ်ပဲရက်သက်တစ်ပတ်အနည်းငယ်အတွင်းမှာပြန်ကောင်းတတ်ပါတယ်။ငကူကရောင်ရမ်းနေရဲ့အသေးကအကောင်းပကတိအနေထိပြန်ကောင်းတတ်ပါတယ်။တချို့ကတော့အဲ့လိုအကောင်းပကတိအနေထားကိုပြန်ရောက်ဖို့တစ်လနှစ်လလောက်ကြာတတ်ပါတယ်။အသက်အရွယ်ကြီးတဲ့သူတွေကတော့ယောဂပြင်းထန်တတ်ပါတယ်။အသေးအောင်တက်ဝါအေယောဂဖြစ်ဖို့သူတိုင်းနေပါကဒီယောဂအတွက်ထပ်မဖြစ်အောင်ကာဝယ်ပေးတဲ့ခုခံအား lifelong immunity လို့ဆိုကြတာပေါ့နော်။အဲ့ဒီခုခံအားကိုပါရရှိပါတယ်။ယောဂဖြစ်ချိန်မှာအသေးထိခိုက်မှုပုံမဆိုးအောင်တိုင်းရင်းဆေးတွေအရွက်ပြုတ်တွေနောက်အကိုက်ခဲပျောက်ဆေးပေါ့နော်ပါရာစီမောလိုမျိုးကိုက်ခဲပျောက်ဆေးတွေကိုမလိုအပ်ဖဲနဲ့အလွန်ကျွံတောက်ခြင်းတွေကိုရှောင်ကျဉ်ရပါမယ်။အစားကိုလည်းဝင်တဲ့လောက်နည်းနည်းနဲ့မကြာခဏစားပေးရပါမယ်။တချို့ကလေးငယ်လေးမှာဆိုရင်အသေးအောင်တက်ဝါအေယောဂပိုးကူးစက်ခံရရင်ယောဂလက္ခဏာတော့မပြပေမဲ့ဒီကလေးငယ်လေးတွေကတဆင့်တခြားသူတွေကိုပိုးဖြန့်ပြူးသူတွေလုံနိုင်နေဆိုတာကိုလည်းပြောကြပါတယ်။ဒါကြောင့်ကလေးအညစ်အကြေးတွေတန်ရှင်းရေးလုပ်ပြီးတိုင်းပေါ့နော်။ကြိုက်တွယ်ပြီးတိုင်းမှာလက်ကိုဆက်ပြာနဲ့တခြားဆေးဖို့မမေ့ပါနဲ့နော်။အသေးအောင်တက်ဝါအေယောဂဖြစ်လာရင်ကုသမှုကတော့ရိုးရှင်းပါတယ်။အနားယူတာအစားအစာနဲ့ရေဓာတ်ပြန်ဖြည့်ရပါပဲ။လူနာကလန်းဆန်းနဲ့အစားကိုလည်းတင့်တင့်တလောက်စားဝင်နေဆိုရင်ဆေးတွေသွင်းစရာမလိုတတ်ပါဘူး။အိမ်မှာပဲကောင်းကောင်းအနားယူပါ။ပြုစုတဲ့သူတွေရောလူနာရောလက်ကိုဆက်ပြာနဲ့တခြားဆေးပါ။အညစ်အကြေးတွေကိုလည်းတခြားစွန့်ပစ်ပါ။စားသုံးတဲ့အိုးခွက်ပကံတွေကိုလည်းတခြားဆေးကြောပါ။လူနာနဲ့ပြုစုတဲ့သူနဲ့ပကံတစ်ခုတည်းပေါ့နော်ဒီဇွန်တစ်ချောင်းနဲ့ပကံတစ်ခုတည်းခွက်တစ်ခွက်တည်းအတူစားရမျိုးလည်းမလုပ်ရပါဘူး။တကယ်လို့လူနာအန်မဲဘိုက်နာမဲဆိုရင်တော့ဒီအန်နဲ့ဘိုက်နာတဲ့လက္ခဏာတွေအတွက်ဆေးတောက်ဖို့လိုပါလိမ့်မယ်။လူနာကအစားမဝင်မဲနဲ့တအားနှုံးနေမဲအရန်အန်မဲဆိုရင်တော့အကျော်ဆွေးသွင်းကောင်းသွင်းရနိုင်ပါတယ်။ယောဂအတွက်တီးတန့်ကုသတဲ့ဆေးရလို့တော့ဒီလိုပေါ့နော်ဗိုင်းရပ်စ်ကိုကာကွယ်တဲ့ကုသမှုရလို့တော့မရှိပါဘူး။အေးဝဝအေးရမယ်ကောင်းကောင်းအနားယူရမယ်။အစားကိုမြက်မြက်တက်တက်ပျော့ပျော့ပြောင်ပြောင်အစားအစာလေးတွေကိုစားပါ။အရေးမြက်မြက်တောက်ပါ။ဆေးရုံတက်ဖို့လို့မလို့ဆိုရင်တော့အများစုကတော့ဆေးရုံတက်ဖို့မလိုတတ်ပါဘူး။ဒါပေမဲ့ခံစားရတဲ့ဝေဒနာပြင်းထန်ရင်အသေးရောင်တဲ့ဓာတ်တွေများလာရင်တော့ဆေးရုံတက်ရနိုင်ပါတယ်။အလွန်မင်းပြုတ်အန်နေမယ်အစားအလုံးဝမဝင်ဘူးရေဓာတ်ခန်းချောက်မယ်မှိမ့်မယ်စီးနေမယ်သွေးထက်သွေးယိုမယ်တတိမကောင်းပေါ့နော်အဲ့လိုလက္ခဏာတွေပေါ်လာရဆိုရင်တော့ဒါအရေးပေါ်လက္ခဏာတွေပါအထူးသဖြင့်အသက်50အထက်လူနာတွေနဲ့ငကိုကနာတာရှည်ယောဂရှိတဲ့လူနာတွေကိုယ်ဝန်ဆောင်မျိုးသမီးတွေဆိုရင်ဒီလိုလက္ခဏာတွေကိုအထူးသတိပြုဖို့လိုအပ်ပါတယ်နှိစက်ရဆေးရုံဆေးကောင်သွားဖို့လိုပါတယ်အသေးအောင်တဝါအေယောဂါကိုကာကွယ်ဖို့ဆိုရင်တော့ဒီယောဂါကူးဆက်လွယ်တာကြောင့်တယောက်နဲ့တယောက်ကူးဆက်ပြီးလာပေါင်းများစွာအထိကိုယ့်ရဲ့အနီးပတ်ဝန်းကျင်မှာရှိနေတတ်ပါတယ်။ကာကွယ်ဖို့နည်းလမ်းတွေကတော့ရှိပါတယ်။တစ်ချက်ကတော့တန်ရှင်းရေးကိုအထူးဂရုစိုက်ရပါမယ်။လက်ကိုအိမ်သာဝင်ပြီးတိုင်းဒါမှမဟုတ်အစားအသောက်မကင်တွယ်ခင်တို့မှာရေဆက်ပြာနဲ့စက္ကန့်20လောက်တေချာဆေးကြောရပါမယ်။အရက်ပြန်လက်တန့်ဆေးရည်ထက်ရေနဲ့ဆက်ပြာနဲ့ဆေးတာပိုပြီးတော့ကောင်းပါတယ်။ပြီးတော့ဒီကိုယ့်ရဲ့လူနာရှိနေတဲ့အိမ်ရဲ့ပေါ့နော်ပရိဘောဂတွေမျက်နှာပြင်တွေစပွဲတွေပေါ့အဲ့လိုတွေမှာလည်းအိမ်သုံးချေချွတ်စေ household bleach လို့ခေါ်တဲ့အိမ်သုံးချေချွတ်စေနဲ့တန်ရှင်းရေးပြုလုပ်တာလည်းပြုလုပ်နိုင်ပါတယ်စားစရာတွေကိုလည်းရေသေးချာစိတ်ကြောရမယ်စားစရာတွေကိုကြက်အောင်ချက်ပြုတ်စားတော့ပါအထူးသဖြင့်ခုနကပြောခဲ့တယ်ပေါ့နော်မတန်ရှင်းတဲ့ရေနဲ့ထိတွေ့နိုင်တဲ့ဂုံးကမာခရုစတဲ့အခွန်မာကောင်တွေကိုစားမယ်ဆိုရင်လည်းသေချာကြက်အောင်ချက်ပြုတ်စားတော့ပါရေကိုလည်းတောက်ရည်တန်ပေါ့နော်တောက်ရည်တန်တကယ်လို့မရနိုင်ဘူးဆိုရင်ရေကို10မိနစ်ခန့်ပွတ်ပွတ်ဆူအောင်ကြိုချက်ပြီးတောက်နိုင်ပါတယ်တောက်ရည်ကိုအချိုးစားမှန်တဲ့ကလိုရင်းခတ်ပြီးတော့လည်းတောက်နိုင်ပါတယ်အသားငါးတွေကိုအစိမ်းစားခြင်းကိုတော့တတ်နိုင်တဲ့လောက်ရှောင်ပါပြီးတော့မိန်လာစွန့်ပစ်တာကိုလည်းစနစ်တကျစွန့်ပစ်ပါရင်မနာအောင်စားစရာတွေပေါ့နော်စားစရာတွေကိုလည်းရင်မနာအောင်ခရူးပြူပါဒါကတော့ကာကွယ်ရမယ့်ချက်တွေပေါ့နော်တကယ်လို့ကာကွယ်ဆေးထိုးမယ်ဆိုရင်လည်းအသေးအောင်တဝါအေယောဂါအတွက်ကာကွယ်ဆေးရှိပါတယ်ယောဂါရှိသူနဲ့ကိုကထိတွေ့မိရဆိုရင်
နှစ်ပတ်အတွင်းမှာကာကွယ်ဆေးထိုးနိုင်ပါတယ်ပြီးတော့ကလေးငယ်တွေကိုလည်းအသက်12လနဲ့အသက်23လအတွင်းမှာအသက်ရောင်အသက်ဝါအေယောဂါပိုးကာကွယ်ဆေးထိုးဖို့လည်းအကြံပြုထားပါတယ်ဟုတ်ကဲ့ပါကျမကတော့ဒေါက်တာလှထုံပါကျမတို့ရဲ့တယ်လီကျမ်းမှာလည်းဆရာဝန်တွေနဲ့ပိတ်ရက်မရှိအခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်မြန်မာပြည်သူပြည်သားများအားလုံးစိတ်ရောကိုယ်ပါကျန်းမာပြီးစစ်အာဏာရှင်စနစ်ဆိုးအောက်မှအမြန်ဆုံးလွတ်မြောက်ကြပါစေရေတော်ပုံအောင်ရမည်ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ channel မှာကျန်းမာရေးအသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ